န်နဲ့မိုဘိုင်းငွေကြေးအဖွဲ့အစည်းတွေကမိုဘိုင်းငွေကြေးစည်ရင်းမှငွေများကိုဤအမျိုးမျိုးနဲ့လိမ်လည်ကြောင်းတန်တရားရှိသူနဲ့ဆက်နွယ်သူတွေရဲ့ငွေစည်ရင်းကို82နာရီကြာထိမ့်သိမ်းထားရှိရမယ်လို့ဘန်နဲ့မိုဘိုင်းငွေကြေးဝန်ဆောင်မှုများကိုအသုံးပြု၍လိမ်လည်မှုဖြစ်စဉ်အားတိုင်ကြားလာပါကဆောင်ရွက်ရမည့်စံလုပ်ငန်းစဉ်များဆိုင်ရာလမ်းညွှန်ချက်မှာဖော်ပြထားပါတယ်၎င်းတို့ရဲ့ဆက်သွယ်ဆောင်ရွက်သူအားကောင်းစွာသိရှိခြင်း KYC အချက်အလက်တွေကိုသက်ဆိုင်ရာအမှုဖွင့်လှစ်ထားတဲ့သို့မဟုတ်စစ်စစ်လျက်ရှိတဲ့ဌာနဆိုင်ရာအဖွဲ့အစည်းထံဆက်သွယ်ပေးပို့နိုင်ရေးဆောင်ရွက်ရမယ်လို့ဆိုပါတယ်။ငွေစည်ရင်းယာယီတားဆီးပြီးပါကငွေစည်ရင်းဆိုင်ရာအချက်အလက်တွေနဲ့ငွေစည်ရင်းလွှဲပြောင်းမှုတွေကိုဗဟိုဘဏ်နဲ့ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့ထံတန်တရားဖြစ်ပွဲလွှဲပြောင်းဆောင်ရွက်မှုအဖြစ်24နာရီအတွင်းသတင်းပေးပို့ရမှာပါ။လိမ်လည်ခံရသူရဲ့ရဲစခန်းမှာအမှုဖွင့်ထားကြောင်းအကြောင်းကြားစာလက်ခံရရှိပါကငွေစည်ရင်းယာယီတားဆီးထားတဲ့82နာရီနောက်ပိုင်းမှစပြီးအမှုရဲ့စုံစမ်းစစ်ဆေးပေါ်ပေါက်ချက်ထပ်မံသိရှိရတဲ့အချက်လက်တွေပေါ်မူတည်ကလိုအပ်ပါကအမှုပြီးပြတ်တဲ့အထိဆက်လက်ဆောင်ရွက်ရမယ်လို့ဆိုပါတယ်တစ်ဖက်မှာလည်းလိမ်လည်ခံရသူကရဲစခန်းမှာအမှုဖွင့်ထားခြင်းမရှိပါကယာယီတားဆီးထားတဲ့ငွေစည်ရင်းတွေကို82နာရီနောက်ပိုင်းမှာပြန်လည်ဖွင့်လှစ်ပေးရမှာလည်းဖြစ်ပါတယ်လိမ်လည်ကြောင်းတန်တရားရှိမှုနဲ့ငွေစည်ရင်းတားဆီးခံရသူကလိမ်လည်မှုနဲ့သက်ဆိုင်ခြင်းမရှိကြောင်းအထောက်အထားတွေနဲ့အတူငွေစည်ရင်းဖွင့်လှစ်ပေးဖို့တင်ပြလာပါကသက်ဆိုင်ရာငွေကြေးအဖွဲ့အစည်းကရဲစခန်းသို့မဟုတ်ရဲတပ်ဖွဲ့ရဲ့သဘောထားမှတ်ချက်တောင်းခံပြီးဗဟိုဘဏ်ထံတင်ပြဆောင်ရွက်ရမယ်လို့ဆိုထားကြောင်းပါခင်ဗျာ